ကျောင်းနှဝက်ပြန်ဖွင့်တဲ့နေ့မနက်ခင်းနေမျိုးလေးကအထက်တန်းကျောင်းရဲ့အဆောင်ဝင်းထဲမှာကျောင်းသားတွေတယောက်ပြီးတယောက်ပြန်ရောက်လာကြတယ်အဲ့ဒီထဲမှာအသက်15နှစ်ရှိတဲ့ရဲနိုင်လည်းပါတယ်ရဲနိုင်ကစားတော်တာတဲ့ဆက်စုတာပို့တော်တဲ့ကောင်လေးဘယ်နေရာမှာမစိုးဘာဖြစ်တာလဲဆိုတော့သိကျင်နေတတ်တယ်တငယ်ချင်းတွေကတော့မင်းကကျောင်းသားမဟုတ်ဘူး CID ပဲလို့စားကြတယ်အဆောင်အခန်းကိုရှင်းလင်းနေတော့ဂဒင်အောက်ထဲကစာအုပ်ဟောင်းတအုပ်ကျလာတယ်စာအုပ်ကိုဖွင့်ကြည့်လိုက်တော့စာမျက်နှာတစ်ခုကြားထဲမှာအဝါရောင်စက်ကူဟောင်းတရွက်ထွက်လာတယ်ဟေးဒါပါလေရဲနိုင်ဖြန့်ကြည့်လိုက်တော့မြေပုံလိုပုံချမ်းတစ်ခုဖြစ်နေတယ်စက်ကူပေါ်မှာရေးထားတာကအဖိုးတန်ယတနာကိုကြောင်းဝင်းအတွင်ဝတ်ထားသည်လမ်းညွန်ချက်များကိုလိုက်နာပါရဲနိုင်ရဲ့မျက်လုံးတွေပြူးကျဲသွားတယ်ဟာငါတို့တတိဖြစ်တော့မယ်ညနေကြတော့တငယ်ချင်း3ယောက်ကိုခေါ်ပြတယ်ငတိုးမင်းထက်ဇွဲဒီမှာကြီးစမ်းမြေပုံကိုမြင်တာနဲ့ငတိုးကရွှေတုံးနေဖြစ်မယ်လို့ပြောတယ်မင်းထက်ကဟုတ်တယ်ကျောင်းဟောင်းဆိုတော့ဂျပန်ခေတ်ကယတနာတွေဖြစ်နိုင်တယ်ဇွဲကတော့အရင်ဆုံးယတနာရရင်မုံဝယ်ကျွေးမယ်နော်လို့ပြောတယ်ယတနာတော့မတွေ့သေးဘူးရဲနိုင်ကမျက်စောင်းထိုးလိုက်တယ်မြေပုံအရာပထမဆုံးသွားရမယ့်နေရာကစာကြီးတိုင်းနောက်ဘက်ကတစ်ပင်ကြီးညာပိုင်းလူရှင်းချိန်မှာ4ယောက်သားတိတ်တိတ်လေးသွားကြတယ်လာရောင်အောက်မှာတစ်ပင်ကြီးကတကယ်ပဲကြောက်စရာကောင်းနေတယ်ငတိုးကတရေများရှိမလားလို့မေးတယ်တရေရှိရင်ယတနာကာကွယ်ဖို့ထားတာဖြစ်မယ်ရဲနိုင်ကအရေးကြီးတဲ့စုံတော့လို့ပြောလိုက်တယ်တစ်ပင်အမြင့်နာကိုတူးလိုက်တော့ဘူးသေးသေးတပူးတွေ့တယ်ဟာယတနာဖွင့်ကြည့်လိုက်တော့အထဲမှာစာရွက်တစ်ရွက်ပဲပါတယ်ဒုတိယနေရာကိုသွားပါငတိုးကဒီယတနာကတိတ်ချွေတာတာပဲလို့ပြောတော့အားလုံးရဲလိုက်ကြတယ်ဒုတိယနေရာကတိတ်ပန်ခန်းနောက်ဖက်သူတို့ရောက်သွားတော့အမောင်ထဲမှာလူရိတ်တစ်ခုလှုပ်သွားတယ်ဟာဇွဲကထအော်တယ်အားလုံးကြောက်ပြီးပြေးကြတော့မလို့ဖြစ်သွားတယ်အနီးကပ်ကြည့်မှကျောင်းအုပ်ဆရာကြီးမွေးထားတဲ့စိတ်ကြီးဖြစ်နေတယ်စိတ်ကပေးဆိုပြီးអော်လိုက်တော့ငတိုးကယတနာဆောင်တရေလို့អော်ပြီးလဲကျသွားတယ်သူတို့မြေပုံအတိုင်းဆက်လိုက်ကြတယ်တနေရာပြီးတနေရာတိုးလိုက်ရှာလိုက်စာရွက်ကြီးပဲထွက်လာတယ်ဆက်သွားပါနီးလာပြီမလျှော့ပါနဲ့ဆိုတဲ့စာရွက်ကြီးရဲနိုင်ကတော့တီးချတယ်ယတနာကြီးကအကြီးကြီးပဲလို့ယုံကြည်နေတော့နောက်ဆုံးလမ်းညွန်ချက်ကကျောင်းအုပ်ယုံနောက်ကတောက်လောင်ခန်းဟောင်းညာစိန်နာကြီးလောက်ရောက်နေပြီလီတိုက်တန်ကတူတခေါင်းကြီးကကလစ်ကလစ်မိနေတယ် mystery ရုပ်ရှင်နဲ့ရောက်သွားတယ်လို့ပဲအထဲမှာဖုံတွေထူနေတယ်ထောင်းတနေရာမှာတစ်တာဟောင်းကြီးတစ်လုံးဒီတခါတော့တီးချပြီအားလုံးစိတ်လှရှားနေကြတယ်ရဲနိုင်တစ်တာကိုဖွင့်လိုက်တယ်ရွှေတုံးမရှိငွေတုံးမရှိယတနာမရှိအထဲမှာစာအိတ်ကြီးတစ်ထုပ်ပဲရှိတယ်ဘာကြီးလဲငတိုးကဖွင့်ကြည့်လိုက်တယ်စာတစ်စောင်းချစ်ရတဲ့မမခင်လို့စာထားတယ်အားလုံးတယောက်မျက်နှာတယောက်ကြည့်လိုက်ကြတယ်နောက်ထပ်စာတစ်စောင်းမင်းအပြုံးလေးကိုမြင်ရရင်နောက်တစ်စောင်းစာတင်ချိန်မှာတော့မင်းကိုတတိယနေတယ်ရေနိုင်ကမျက်လုံးပြူးသွားတယ်ဟာငါတိုးကတိုးလေးပြောတယ်ဒါအချစ်စာတွေလားဇွဲကဘာသူဟာလဲအိပ်ပေါ်မှာရေးထားတဲ့နာမည်ကိုကြည့်လိုက်တော့မောင်အောင်မြင့်ရေနိုင်ကခဏစဉ်းစားပြီဟာဒါချောင်းအုပ်ဆရာကြီးရဲ့နာမည်အရင်မဟုတ်လားအဲ့ဒီအချင်းနောက်ကနေအတန်တစ်ခုထွက်လာတယ်မင်းတို့ဘာလုပ်နေကြတာလဲလေးယောက်သားတုံသွားတယ်လှည့်ကြည့်လိုက်တော့ကျောင်းအုပ်ဆရာကြီး
လက်နှစ်ဖက်ပိုက်ပြီးရက်နေတာနောက်နေမနဲ့စီဝေးပွဲမှာကျောင်းသားအားလုံးရှိမှာရဲနိုင်တို့၄ယောက်ရက်နေရတယ်ကျောင်းအုပ်ဆရာကြီးကဒီကောင်လေးညဘက်ကျောင်းထဲလှည့်ပတ်ပြီးတူလောင်ကန်းဖောက်ဝင်တယ်လို့ပြောတယ်ငါတို့ကတိုးတိုးလေးအချစ်စာခိုးဖတ်တယ်ဆိုတာမပြောသေးလို့တော့သေးတယ်လို့ပြောတော့ရဲနိုင်ရဲမိသွားတယ်အဆုံးမှာသူတို့၄ယောက်အားလုံးကျောင်းဝင်းတန့်ရှင်ကြီးတပတ်လောက်ရတဲ့ဒဏ်ပေးခံလိုက်ရတယ်တန့်ရှင်ကြီးလုံနေရင်ငါတို့ကမိတယ်ရတနာမတွေ့တော့ဘူးနော်ရဲနိုင်ကတမျက်စီးလဲရင်ပြန်ဖြီးတယ်တွေ့တယ်လीဖဲမလေကျောင်းအုပ်ဆရာကြီးရဲ့မမခင်လीအဲ့ဒီစကားကြားတော့တငယ်ချင်းအားလုံးဝါးကနေရေမိကြတယ်ဒါပေမဲ့အဝေးကနေကြည်နေတဲ့ကျောင်းအုပ်ဆရာကြီးကလှမ်းអော်တယ်ရဲနိုင်မပြေးနဲ့လက်ထဲမှာကြိမ်လုံးကင်ပြီးလိုက်တယ်သူတို့၄ယောက်ထပ်ပြီးပြေးရပြန်လေတော့တယ်